တေချာကြည့်ထားပါဘာဆက်ဖြစ်လာမလဲဆိုတာခံမှန်းမိမှာမဟုတ်ပါဘူးဒါပေမဲ့ပါရမီဆိုတာကရိုးရိုးရှင်းရှင်းလေးတွေထဲမှာပဲရှိနေတတ်ပါတယ်ဒီလူငယ်လေးကဒေါ်လာ800အကုန်ခံပြီးဒီတစ်သားဆွဲတုံကြီးကိုဝဲခဲ့တယ်တဲမိုင်အကွာမှာနေတဲ့သူ့ရဲ့ဆွေမျိုးတယောက်စီကနေပါသူ့အိမ်ပြရောက်တဲ့အခါမှာတော့သူ့ဇနီးကဒေါသတွေပော့ကွဲပါတော့တယ်နေရာမှာတင်ပဲသူ့မျက်နှာကိုလက်ညှိုးထိုးပြီးအော်ဟစ်တော့တာပါပဲလမ်းပေါ်ထွက်ပြီးတောင်းစားတင်တဲ့ငတုံးတယောက်ပဲလို့ပြောဆိုခဲ့ပါတယ်ဘာလို့လဲဆိုတော့ဘယ်သူကမှစိတ်မှန်တဲ့သူဆိုရင်ဒေါ်လာရာနဲ့ချီပေးပြီးဒီလိုတစ်ဆွဲတုံးကိုဝယ်မှာမဟုတ်လို့ပါပဲဒါပေမဲ့ဒီလူငယ်လေးကတော့လုံးဝဂရုမစိုက်ခဲ့ပါဘူးသူ့မှာအစီအစဉ်အသစ်ရှိနေပြီးသားနောက်ရက်အနေငယ်အကြမ်းမှာသူ့ရောက်ခမရဲ့အသက်60ပြည့်မွေးနေ့ပွဲကရောက်လာတော့မှဖြစ်ပြီးသူကလက်ဖြစ်ပစ္စည်းလေးတစ်ခုကိုသူ့ရောက်ခမအတွက်တစ်ခုတည်းပေါ့လက်ဆောင်အဖြစ်ပြုလုပ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်သူ့ဇနီးကဒါကိုကြားတဲ့အခါမှာတော့လုံးဝကိုအဖတ်မလုပ်ခဲ့ပါဘူးသူမကပြောတယ်လက်ဆောင်ဝဲဖို့ပိုက်ဆံတောင်မရှိတော့ဘဲနဲ့ဘယ်လိုလုပ်ပြီးကောင်းကောင်းမွန်မွန်လက်ဆောင်တစ်ခုပေးနိုင်မှာလဲတဲ့ဒီအမိုက်တက်သားတော့ငရောဘာများလုပ်နိုင်မှာမို့လို့လဲတဲ့ဒေါသထွက်ပြီးတော့ပစ္စည်းတွေတိုင်းခလေးတွေကိုခေါ်ပြီးသူ့မိဘအိမ်ကိုပြန်သွားခဲ့ပါတယ်ဒါနဲ့ဘာတွေဆက်ဖြစ်ခဲ့လဲဆိုတော့သူကတက်သားတော့ကိုပုတ်ဆက်ပေါ်မှာတက်ဆင်လိုက်ပါတယ်ဆက်ကဖြည်းဖြည်းချင်းလဲပတ်လာတဲ့အခါမှာပန်းပူထွင်းတဲ့ဓာတ်ကိုကင်ပြီးအပြင်ဘက်ကဆွေးနေတဲ့အလွာတွေကိုတစ်ဆယ်စီစတင်ချစ်ထုတ်ပါတော့တယ်အစပိုင်းမှာတော့တက်သားကကြမ်းတမ်းပြီးညဉ့်ညာမှုမရှိပါဘူးတက်သားဆေးတွေကလည်းနေရအနှံ့လွင့်စင်နေပါတယ်သူကစိတ်ရှည်ရှည်နဲ့သူ့ရဲ့ထောင်တွေကိုချိန်ကြီးခဲ့တယ်တက်သားရဲ့တဘာဝအကြောအတိုင်းလိုက်ပြီးတော့ပေါ့တခါတလေပုံကျန်းဖော်လိုက်တခါတလေအနာသားလေးကိုဂယုတဆိုင်ချောမွေ့အောင်လှုပ်လိုက်နေပေါ့ရက်တေတရက်ပြီးတရက်ပုတ်ဆက်ရက်တကြီးကြီးအတန်းဟာဒီချောင်ဝန်းလေးထဲမှာအကျွမ်းတဝန်အရှိဆုံးအတန်းဖြစ်လာခဲ့ပါတယ်ပုံဖော်တာနဲ့စကူနဲ့တိုက်တဲ့ငင်းငွေစရာရှေချတဲ့အလုပ်ဟာအချိန်အကြာကြီးဆက်တိုက်ဖြစ်နေခဲ့ပါတယ်ဖြည်းဖြည်းချင်းပဲအရင်ကရုပ်ဆိုးတဲ့တစ်ဆွေတုံကြီးဟာစတင်ပြီးတော့ပုတ်ဆက်နဲ့သူ့ရဲ့ကျွမ်းကျင်တဲ့လက်တွေအောက်မှာပြောင်းလဲလာခဲ့ပါတယ်အပြင်ဘက်ကကြမ်းတန်တဲ့အလွားတွေကွာကျသွားပြီးအောက်ကချောမွေ့နူးညံ့တဲ့တစ်သားအကျော်လေးတွေပေါ်လာပါတယ်ဝိုင်းဆက်ပြီးတေတက်တဲ့ပုံစံတစ်ခုတဖြည်းဖြည်းပုံဖော်လာခဲ့ပါတယ်အသေးစိတ်ထွင်းထုံးထားတဲ့အနုစိတ်လက်ရာတွေနဲ့ပေါင်းစပ်ထားပြီးရှေးကြပေမဲ့တေတက်လွတ်ပါတဲ့တစ်သားအနုပညာပစ္စည်းလေးတစ်ခုအဖြစ်တက်ဆက်စီပေါင်းစပ်ပုံဖော်လာခဲ့ပါတယ်ဒီလက်ရပြီးသွားတဲ့အခါမှာတော့ဒီတစ်သားပန်းပူလေးကအလွန်အမင်းတေတက်လာပါပြီပုံစံကလည်းကြက်တရေရှိနေခဲ့ပါတယ်သူ့ရဲ့ရေအသွေးကအကောင်းစားအနုပညာပြခန်းတွေမှာပြသထားတဲ့ပစ္စည်းတွေနဲ့တော့ယင်လန်ခဲ့ပါတယ်ရောက်ခမဖီသူရဲ့မွေးနေ့ပွဲကျင်းပတဲ့နေ့မှာအမျိုးသားလေးကသူ့ရဲ့လက်ရာကိုယူဆောင်ပြီးရောက်လာခဲ့တယ်ရဲအတန်ငယ်အိမ်မပြန်တဲ့သူ့ဇနီးကလည်းအဲ့ဒီမှာရှိနေပါတယ်သူမရှိကအမခန်းလာပါတဲ့လက်ရာကိုမြင်လိုက်ရတဲ့အခါမှာတော့လုံးဝကိုအံ့အားတင့်သွားခဲ့ပြီးအရင်ကစိတ်ခုနေခဲ့တာတွေအားလုံးချက်ချင်းပဲပျောက်ကွယ်သွားခဲ့ပါတယ်ရောက်ခမဖီသူကလည်းတမှုထူးခြားတဲ့ဒီမွေးနေ့လက်ဆောင်ကိုလက်ထဲမှာကိုင်ပြီးချက်တောင်မချက်ချင်တော့ပါဘူးဒါမဲ့ဖီသူရဲ့အမခန်းလက်မှုပညာကိုချီကျူးမဆုံးဖြစ်နေခဲ့ပါတယ်ဒါဟာသူမဘဝမှာရဖို့တမျှလက်ဆောင်တွေထဲမှာအစေတနာအပါဆုံးနဲ့အတိတ်ပဲအရှိဆုံးဖြစ်ကြောင်းပြောခဲ့ပါတယ်မိတ်ဆွေတွေနဲ့မိသားစုဝင်တွေကလည်းဝိုင်းပြီးအားပေးကြည့်ရှုခဲ့ကြပြီးအားလုံးကအမျိုးသားလေးကိုချီးကျူးနေကြပါတယ်သူ့ကိုတကယ်လက်မှုပညာရှင်ကြီးတစ်ယောက်လို့ပြောဆိုကြပါတယ်အခန်းထဲမှာလက်ခုပ်တန်တွေနဲ့ပြည့်သွားခဲ့ပါတယ်အဲ့ဒီအချမ်းကစားပြီးအမျိုးသားလေးဟာသူ့ရဲ့ထူးချွန်တဲ့တစ်သားပန်းပူပညာကိုအသုံးချပြီးလက်ရတစ်ခုပြီးတစ်ခုဖန်တီးခဲ့ရမှာအော်ဒါတွေလည်းမပြတ်တမ်းဝင်လာခဲ့ပါတယ်သူ့မိသားစုရဲ့စီးပွားရေးကိုပြောင်းလဲပေးနိုင်ခဲ့ရုံတမကသူ့ရဲ့ပညာရှင်စိတ်ကြောင့်ကိုယ်ပိုင်ပြိပကစိတ်ယုံတစ်ခုကိုပါဖွင့်လှစ်နိုင်ခဲ့ပြီးသူ့ဘဝရဲ့ကန်တတ်တဲ့တစ်ခုစီကိုလမ်းနိုင်ခဲ့ပါတယ်ဒီဗီဒီယိုကမိနစ်အနည်းငယ်လောက်ပဲရှိနိုင်ပေမဲ့တကယ်တမ်းမှာတော့ဒီလိုပြည့်စုံတဲ့လက်ရတစ်ခုကိုဖန်တီးဖို့မရေမတွက်နိုင်တဲ့နေ့ညာတွေအများကြီးအချမ်းယူခဲ့ရပါတယ်ဒါကြောင့်ကို့အမှုပညာကိုဆွဲမြဲလှုပ်ဆောင်နေတဲ့လက်မှုပညာရှင်တွေကိုပို့ပြီးတီးခန့်နားလည်မှုနဲ့အားပေးကြဖို့မျှော်လင့်ပါတယ်တင်တို့ရဲ့အတိမတ်ပြုမှုတန်းဟာသူတို့အတွက်ဆက်လက်ဖန်တီးဖို့အကြီးမားဆုံးတွန်းအားတစ်ခုဖြစ်ပါတယ်အမှတ်အရာပြေမှာဒီလိုအမှုပညာမြောက်တဲ့လက်ရာကိုအမှတ်ဘယ်လောက်ပေးချင်ပါသလဲ comment မှာအမှတ်ပေးသွားပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်